ဒိမတ်မျိုးနွယ်စုထဲမှာထရိုးရဲ့တိုက်ခိုက်မှုကြောင့်ဘိုက်ကင်းယောက်ျားတွေတယောက်ပြီးတယောက်သေဆုံးလာခဲ့တယ်။တနေ့မှာတော့မျိုးနွယ်စုကောင်းဆောင်ရဲ့မိန်းမကသူ့ကိုကြည့်ပြီးဒီလိုဆက်ဖြစ်နေရင်ရွာမှာမိုးဆိုးမတွေပဲကြံတော့မယ်ရှင့်ကြံကြမသိတယ်နော်ဟင်းတတိကြက်ကြက်ထားလို့ပြောခံလိုက်ရတယ်။ဒါပေမဲ့မျိုးနွယ်စုကောင်းဆောင်မှာပြန်ပြောနိုင်တဲ့စကားမရှိခဲ့ဘူး။သူတိတ်လေးပဲငြိမ်နေခဲ့တယ်။နောက်ပိုင်းမှာသူ့မိန်းမဟာတောင်ပေါ်မှာတယောက်တည်းနေတဲ့လီနာဆိုတဲ့အမျိုးသမီးစီသွားခဲ့တယ်။ဝမ်နာကတေမဲ့အရာတွေကိုကြိုမြင်နိုင်နေဆိုပြီးလူတွေကြားနာမည်ကြီးနေသူပဲ။ကျမယောက်ျားလဲထရိုးလက်ထဲမှာတေမလားသူတေခဲ့ရင်ကြက်မလင်ချောရမှာလားဆိုပြီးမေးလိုက်တဲ့အခါလီနာကတစ်ချိန်တုန်းကတော့နင်တို့ကငါ့ကိုမကောင်းတဲ့သူဆိုပြီးရွာကနှင်ထုတ်ခဲ့ကြတာ။အခုမှအကူညီလာတောင်းကြတယ်လို့စိတ်ဆိုးဆိုးပြန်ပြောတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အောင်စပူစပွဲလက်မှတ်နဲ့ပြန်ချုပ်ခံရတော့လေ။နေ့ယောက်ျားကထရိုးလက်ထဲမှာမတေဘူးလို့ပြောလိုက်တယ်။တစ်ဖက်မှာတော့နာမည်ကြီးဘိုက်ကင်းစစ်တီလီယိုဦးဆောင်တဲ့ဂိတ်လန်ဘိုက်ကင်းတွေဟာလည်းတင်မောတွေနဲ့ဒိမတ်နာကိုရောက်လာခဲ့ကြတယ်။ဒိမတ်စစ်သားတယောက်ကသူတို့ကိုတတိပေးတဲ့အခါမှာတော့လီယိုကကျွန်တော်တို့ကတိုက်ခိုက်ဖို့လာတာမဟုတ်ဘူးခဏနာဖို့ပဲဆိုရှာထွက်လာတယ်ပဲဆိုပါတော့လို့ပြန်ပြောခဲ့တယ်။အဲဒါကြောင့်သူတို့ကိုမျိုးနွယ်စုကောင်းဆောင်စီခေါ်သွားခဲ့တာပေါ့။မျိုးနွယ်စုကောင်းဆောင်ကလီယိုကိုမြင်တော့ဝမ်းသာသွားတယ်။မင်းဖေကိုနောက်ဆုံးတွေ့တုန်းကမင်းကကလေးပဲရှိသေးတယ်။အခုတော့လူကြီးဖြစ်လာပြီးစစ်တီကြီးဖြစ်လာပြီးဂွေးဦးကြီးကိုအကြီးကြီးပဲလို့ပြောလိုက်တယ်။အဲ့ဒီညမှာတဲထဲမှာမိတ်ဆုံပွဲကြီးလုပ်ပြီးလီယိုနဲ့သူ့လူတွေကိုဧည့်ခံခဲ့ကြတာပေါ့။ဒီလိုနဲ့ပွဲအတွင်းလီယိုကဘာလို့ဒီရွာမှာမူဆိုးမတွေများပြီးယောက်ျားတွေနဲနေတာလဲလို့မေးလိုက်တယ်။အဲ့ဒီအခါမျိုးနွယ်စုကောင်းဆောင်ကထရိုးအကြောင်းအားလုံးကိုပြောပြလိုက်တယ်။ကြားပြီးတဲ့နောက်လီယိုက